ထွန်းသာတမတော်သာနိုင်ငံရန်ကိုကာကွယ်ထားစာဖို့လုံသားမောင်သိမ့်တန်စာဖို့ရာရင်အချိန်မှန်ကိုသာဇံမိသက်သမားမိသက်ရာရင်သူစွန်စားရဲသားကြီးကကိုလာရွှေလူစိုးမှန်းမို့တာဝင်ချင်းတို့လုံးမေမခင်များရင်ထိတ်ရာရင်ကျွမ်းကျင်လားဦးစိန်ပါကဆရာဝန်ကုသားရဲ့ပါသူတို့ကြောင့်မလာမွန်သူနာပြုစေတနာနဲ့သူပြုစုကုသားတို့ကကောင်းဆောင်ကရဲ့ရွာကောင်းကျိုးတဲ့ဘုမှာကားဆရာကိုပါတော့ဘေးရန်ကြီး၍တတိနဲ့မောင်ကြောင်းပြီးကြောင်းသားတို့အဖို့အရွယ်ရောက်လို့ကြည်ပြင်းသောပညာတော်မျက်စိထားတာဝန်ကိုစီတန်းဆိုလားတဲ့သမားကြီးဥသာအောင်စပါးဆိုင်ကပြီးကျိုးဆောင်ပေတဖို့သင်ပေးတာမောင်တော်သာတမတော်သာနိုင်ငံရန်ကိုကာကွယ်ထားစာဖို့လုံသားမောင်သိမ့်တန်စာဖို့ရာရင်အချိန်မှန်ကိုသာဇံမိသက်သမားမိသက်ရာရင်သူစွန်စားရဲသားကြီးကကိုလာရွှေလူစိုးဖမ်းဖို့တာဝင်ချင်းတို့လုံးမေဆရာဝန်ကုသားရဲ့ပါသူတို့ကြောင့်မလာမွန်သူနာပြုစေတနာနဲ့